တမန်တော်မြတ်ကြီးမုဟမ္မဒ်ရဆူလလာဆလ္လာလာဟူအလိုင်ဝါဆလမ်ကျမ်းမာရေးမကောင်းဖြစ်နေတဲ့အချိန်အဗ္ဒူလာဘင်မဆူဒ်ရဒီအလ္လာဟူတာလာနုတမန်တော်မြတ်စီကိုရောက်လာခန္ဓာကိုယ်ကိုစမ်းသပ်ပြီးတော့အဗ္ဒူလာမဆူဒ်ကတမန်တော်မြတ်ကိုကိုတော့အရန်ဖျားနေပါလားဟုတ်တယ်ငါကတော့လူ2ယောက်စာငါဖျားလေးရှိတမန်တော်နေမကောင်းဖြစ်ပြီးဆိုရင်2ယောက်စာတမန်တော်မြတ်ကပို့ပြီးတော့ဖြစ်တယ်ပို့ပြီးတော့ခံရတယ်အဲ့တော့အဗ္ဒူလာမဆူဒ်ကတမန်တော်မြတ်ကိုမေးတယ်ဒါဆိုရင်ကိုတော့ဆဝပ်ကလည်း2ယောက်စာရမှာပေါ့အဲ့ဒီမှာတမန်တော်မြတ်ကြီးကဘာအမိန့်ရှိလဲဆိုတော့အသင်တို့တွေကမြည်သူမဆိုအခက်ခဲတစ်ခုခုနဲ့ကြုံမယ်တောကတစ်ခုခုနဲ့ကြုံမယ်သူ့ရဲ့ခန္ဓာကိုယ်မှာနာမကျန်းတစ်ခုခုဖြစ်မယ်ကျမ်းမာရေးမကောင်းတာနဲ့ကြုံရမယ်ဆိုရင်အဲ့ဒီလူရဲ့ဂုဏတွေကိုအလ္လာဟ်ကဘလို့မာဖ်လုပ်လဲဆိုရင်တစ်ပင်ကနေအရွက်တွေကြွေကြတယ်လို့မျိုးသူ့ရဲ့ခန္ဓာကိုယ်ကနေအားလုံးဂုဏတွေကိုအလ္လာဟ်ကကြွေကြစေလိုက်တယ်အလ္လာဟ်အားလုံးကိုပလက်ပေးလိုက်တယ်ကျွန်တော်တို့အခက်ခဲတွေနဲ့ကြုံတဲ့အခါမှာကျမ်းမာရေးမကောင်းတွေဖြစ်တဲ့အခါမှာဒုက္ခတွေတောကတွေနဲ့ရုပ်တရက်ကြုံအားဆုံရတဲ့အခါမှာဒီဟာဒီသ်တော်လေးကိုသတိရပါဘူခါရီကျမ်းထဲမှာတမန်တော်မြတ်ကြီးကအမိန့်ရှိခဲ့တာအခက်ခဲကြုံတဲ့လူအားလုံးနာမကျန်းဖြစ်တဲ့လူအားလုံးတောကရောက်တဲ့လူအားလုံးသူ့ရဲ့ဂုဏတွေကိုအလ္လာဟ်ကပလက်ပေးမှာဖြစ်တယ်